ဒုံဝဖန်လေးတော်တော်များများစောင့်မျှော်နေကြတယ်။ Open World MMORPG game တစ်လေးကမကြာခင်ချိန်လေးမှာတရားဝင်ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ Show အားလုံးပဲမင်္ဂလာပါ Creative Gaming မှာနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။ဒီနေ့မိတ်ဆက်ပေးခြင်းတဲ့ game လေးတွေကတော့ Solar Awakening World ဖြစ်ပါတယ်။ဒီ game ဟာလူကြိုက်များတဲ့ Solar ဆိုတဲ့နာမည်ကြီးတရုတ် animation ကိုအခြေခံထားပြီးတော့တရားဝင်လိုင်စင်ရယူကဖန်တီးရတာပဲဖြစ်ပါတယ်။ဒီ game ရဲ့ story ပိုင်းကဆိုရင်မူရဲ့ animation တွေကအတိုင်းပဲထန်ဆန်းတဲ့ရှောင်းလူရဲ့ဆေးလှုပ်ရှားကြဇလန်းစကောတွေကို game ထဲမှာအသစ်အစမ်းတိုင်းပြန်လည်ခံစားရမှာဖြစ်တယ်လို့ကိုယ်ပိုင်စကောက်တွေကိုစိတ်ကြိုက်ဖန်တီးပြီးတော့ကဘာကြီးကိုကာကွယ်ဖို့တမိုင်းတစ်ခုကိုရေးထိုးလို့ရမယ်ပုံစံမျိုးပဲဖြစ်ပါတယ်။ဒီ game ရဲ့ game လေးပိုင်းကတော့တကယ်ကိုလွတ်လပ်တဲ့ Open World MMORPG မျိုးစားပဲဖြစ်ပါတယ်။ကဘာကြီးထဲမှာလွတ်လပ်လျှောက်သွားနိုင်မယ်ပြန်ဆန်းနိုင်မယ်ပြီးတော့တောတောင်ခန္ဓာရည်ထဲမှာဝိညာဉ်သားရဲတွေကိုလိုက်လံရှာဖွေတက်ဖြတ်ပြီးတော့ကိုယ့်ရဲ့စက်ကောင်ကိုဆင်တက်ဖို့အတွက်ဝိညာဉ်ခွင်တွေကိုစုပ်ရမှာဖြစ်ပါတယ်။ကိုရမယ့်ဝိညာဉ်ခွင်အရောင်လိုက်ကိုယ့်ရဲ့စကေးတွေစွမ်းဆောင်ရည်တွေကကွဲပြားသွားမှာဖြစ်တယ်လို့ကိုယ့်ရဲ့ကာရီတာကိုကိုကြိုက်တဲ့ပုံစံမျိုးပြိုးထောင်လို့ရပါတယ်။တိုက်ခိုက်တဲ့နေရာမှာလည်းထွက်လာတဲ့ animation တွေကအရောင်မိုက်ပြီးတော့စိုးရတာတော်တော်လေးကိုမိုက်ပါတယ်။ဒီနေ့လေးက online multiplayer မျိုးစားဖြစ်ပြီးတော့ Open World ဖြစ်တဲ့အတွက်တခြား player တွေနဲ့အတူတူမြေပုံထဲမှာအတူတူဆုံရမယ်။ဒန်းညာတွေဘောတွေကိုအဖွဲလိုက်စိုးပြီးတော့ချရမှာဖြစ်တယ်လို့ PVP မှုမှာလည်းတခြား player တွေနဲ့အပြိုင်ဆိုင်တိုက်ခိုက်လို့ရမှာပဲဖြစ်ပါတယ်။ဒီကိန်းလေးကဇွန်လ2ရက်နေ့နဲ့3ရက်နေ့မှာတရားဝင်ထွက်ရှိမယ်လို့တည်ထားရပြီးတော့ဒီကိန်းလေးထွက်ရှိလာပြီဆိုရင်လည်းထိုင်ဝမ်နဲ့ဟောင်ကောင်တွေမှာအစောပိုင်းစောက်ကစားလို့ရမှာဖြစ်ပြီးတော့ global version ထွက်ရှိမယ်ဆိုရင်တော့ data အလိုက်ထွက်ရှိမယ့်ရက်ကတော့ကွဲသွားမှာပဲဖြစ်ပါတယ်။ဒါပေမဲ့6လပိုင်းမှာဆိုရင်တော့တရားဝင်ထွက်ရှိမှာပဲဖြစ်ပါတယ်။ဒီကိန်းလေးထွက်ရှိလာပြီဆိုရင်လည်း free to play ပုံစံမျိုးနဲ့အခမဲ့ download ဆွဲပြီးတော့စောက်ကစားနိုင်မယ့် game မျိုးဖြစ်ပါတယ်။ဒါပေမဲ့ game ရစက်ကောင်တွေပစ္စည်းတွေကန်ဆန်းရမယ်ဂါချာစနစ်တွေကပေါဝင်ရုံးမှာပဲဖြစ်ပါတယ်။ဒီ game လေးထွက်ရှိလာပြီဆိုရင်လည်းဘယ်လိုဖုန်းတွေမှာစော်ကားလို့ရမလဲဆိုရင်တော့ဒီ game လေးရဲ့ graphic ပိုင်းကတော်တော်လေးကိုမြင့်ပြီးတော့ open ဖြစ်တဲ့အတွက်ကြောင့်ဖုန်းရဲ့ specification ကအတင်းအတင်းရှိဖို့လိုအပ်ပါတယ်။ Android ဖုန်းအသုံးပြုသူအနေနဲ့ကတော့ Snapdragon 845ဒါမှမဟုတ် Diamond Series ပိုင်းဆိုရင်တော့ Diamond Series 8000နဲ့အထက်ဆိုရင်တော့အဆင်ပြေပြေစော်ကားလို့ရမှာဖြစ်ပြီးတော့ high graphic နဲ့ပါစော်ကားလို့ရမှာပဲဖြစ်ပါတယ်။ iOS ဇာတ်သမားတွေကတော့အနည်းဆုံး iPhone 11နဲ့အထက်ကနေစားစောလို့ရမှာဖြစ်ပါတယ်။ဒီ game လေးရဲ့ game size ကလည်းတော်တော်ကြီးနိုင်တာမလို့ phone storage ကအနည်းဆုံး 10K ဒါမှမဟုတ် 15K လောက်ချန်ပြီးမှသာစော်ကားလို့ရမယ်လို့လည်းခံမှန်းရပါတယ်။ဆိုတော့ဒီ game လေးကရှေ့လထဲမှာထွက်ရှိလာတော့မှာဖြစ်တာကြောင့် browser အနေနဲ့ Open World MMORPG game ကောင်းလေးဖြစ်တဲ့ဒုံဝ game ကောင်းလေးတွေကိုမှစောကျင်တဲ့ browser ရှိရဆိုရင်တော့ဒီ game လေးကိုစောင့်ပြီးစောကြဖို့ကျွန်တော်လည်းပြောချင်ပါတယ်။ဆိုတော့ဒီ video လေးကတော့ဒီလောက်ပါပဲ။ video လေးကိုဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်။